မင်းကလေးငယ်လေးတယောက်ကစာအုပ်ထဲမှာဟင်းချက်နီးတစ်ခုကိုတွေ့ပြီးသူ့အမေကိုလာပြနေတယ်။အဲ့ဒီစာအုပ်ထဲကအတိုင်းချက်ကျွေးဖို့အမေဖြစ်သူကိုပြောပြီးစာအုပ်ပေးခဲ့တာပေါ့။အမေဖြစ်သူကစာအုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါဒီဟင်းလျာကချက်ရတာဘလောက်ခက်ခဲလဲဆိုတာကိုကျင်ကားပွင့်နဲ့ဖော်ပြထားတာကိုတွေ့လိုက်ရတယ်။ဒါကတကယ်ကိုချက်ရခက်တဲ့ဟင်းတစ်ခွက်ဆိုတာရေးထားတာပါ။အမေဖြစ်သူကဒါကိုမြင်တော့သူ့သမီးလေးအတွက်ဖြစ်အောင်ချက်ပေးမယ်ဆိုပြီးစတင်ပြင်ဆင်ပါတော့တယ်။ချက်ပြီးသွားလို့သမီးလေးရှိကိုချပေးလိုက်တဲ့အခါသမီးလေးကဒါကိုကြည့်ပြီးလုံးဝမကြိုက်ဘူးဖြစ်နေတယ်။အမေဖြစ်သူကတေချာမချက်တက်လို့အရသာမရှိဘူးဆိုပြီးမတက်တာပဲအတင်းမျိုးချနေရရှာတယ်။အဲ့ဒီနောက်အချိန်တွေကြာလာပြီးသမီးလေးလည်းအရွယ်ရောက်လာတယ်။အိမ်ကချက်တဲ့ဟင်းတွေကိုတေချာမစားပဲအပြင်စာတွေကိုပဲကြိုက်နှစ်တက်လာခဲ့တယ်။ဒီနေ့မှသူကဖုန်းကြည့်ရင်ထမင်းမစားပဲနေနေတာကြောင့်အမေဖြစ်သူကဖုန်းကိုတင်လိုက်တယ်။အဲ့ဒါကိုသမီးကစိတ်ဆိုးပြီးအခန်းထဲဝင်သွားပြီးထမင်းမစားတော့ဘူး။အဲ့ဒီနေ့ကစပြီးသူကအိမ်မှာထမင်းမစားတော့ပဲဟိုတယ်တွေမှာပဲဝယ်စားလေးရှိတယ်။အမေကတော့သမီးအတွက်နေတိုင်းဟင်းတွေချက်ထားပေးပေမဲ့သမီးကတော့တစ်ခါမှမစားခဲ့ပါဘူး။နှစ်အနေငယ်ကြာတဲ့အခါအမေဖြစ်သူကဆုံးပါသွားခဲ့ပါတယ်။သမီးဖြစ်သူကသူ့အမေကိုတတိယပြီးအရန်ကိုငိုကြွေးနေခဲ့တယ်။နောက်ပိုင်းမှာသမီးဖြစ်သူကလည်းအိမ်အောင်ကြပြီးကလေးတစ်ယောက်ရလာခဲ့တဲ့တနေ့မှာသူ့သားလေးကအရင်သူငယ်ငယ်ကလိုပဲစာအုပ်ထဲကဟင်းချက်ကြီးကိုလာပြပြီးချက်ကျွေးဖို့တောင်းဆိုလာတဲ့သူကလည်းအေးပါလို့ပြောပြီးစာအုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါသူ့အမေကဒီဟင်းလျာကိုဘလို့အရသာရှိအောင်ချက်ရမလဲဆိုတဲ့မှတ်စုလေးတွေကိုစာအုပ်ထဲမှာအသေးစိတ်ရေးထားခဲ့တာကိုတွေ့လိုက်ရတယ်။သမီးဖြစ်သူတောင်းဆိုခဲ့တဲ့အတွက်အမေကထက်ခါတလဲလဲစူးစမ်းပြီးချက်ပေးခဲ့တာပါ။အမေဖြစ်သူကသူ့ပေါ်မှာဘလောက်အထိချစ်ခင်ခဲ့ပြီးဂရုစိုက်ခဲ့လဲဆိုတာကိုသိသွားတဲ့အခါသူအရန်ကိုစိတ်မကောင်းဖြစ်သွားခဲ့တဲ့အဲ့ဒီနောက်သူကပြုံးပြုံးလေးနဲ့သူ့အမေရေးထားခဲ့တဲ့မှတ်စုတွေအတိုင်းတားလေးအတွက်ပြန်ချက်ပေးခဲ့ပါတယ်။အမေဖြစ်သူရဲ့မှတ်စုတွေအတိုင်းချက်လိုက်တဲ့အခါမှာတော့တကယ်ကိုအရသာရှိတဲ့ဟင်းတစ်ခွက်ဖြစ်သွားပါတော့တယ်